အားလုံးပဲမြင်ပါပါခင်ဗျာโอเคကျွန်တော်တို့ဒီနေ့ကမ္ဘာဖလား2016ရဲ့3ရက်မြောက်နေ့ကိုရောက်ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးရက်နဲ့ဒုတိယရက်ဒီမှာကျွန်တော်တို့အင်ရှင်နိုင်ငံအသီးသီးမှာပုံပွဲတွေနဲ့သူတို့ရဲ့အုပ်စုပုံပွဲကစားပုံတွေကိုကြည့်ရှုပြီးတော့အားရတဲ့နံပါတ်တွေဆွေးနွေးနေပါတယ်မနေ့ကကျွန်တော်ခံမှန်းချက်အရာဆိုလို့ရှိရင်တော့ကနေဒါအသင်းအသေးရခဲ့ဆိုပေမဲ့အမေရိကန်အသင်းကတော့ 4-1 ဆိုတဲ့အနိုင်ရတဲ့နဲ့ရှိခဲ့ပါအနိုင်ရရှိရဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့ဒီနေ့ကတော့အားပါကြည့်ရအောင်မယ်ဒီနေ့၄ပွဲစက်တိုက်ကြည့်ရပါတော့ခင်ဗျအဲ့တော့မြန်မာနဲ့စံတော်ချိန်မနက်တနာရီခွဲထိုင်းစံတော်ချိန်မနက်2နာရီမှာကာတာနဲ့ဆွစ်ဇာလန်တို့အသင်းမှာကျွန်တော်ကတော့ပုံမှန်လေးပြောရင်ကာတာအသင်းကိုကျွန်တော်အားပေးဖို့အတွက်ဖြစ်နေပါပြီဆွစ်ဇာလန်အသင်းကိုမရှင်းနိုင်ဘူးဆိုပေမဲ့လည်းကာတာကအကောင်းဆုံးဖြတ်မြင့်အနေနဲ့ကျွန်တော်အားပေးချင်တာဖြစ်ပါတယ်ခင်ဗျအဲ့လိုပဲကျွန်တော်တို့မနက်4နာရီခွဲမြန်မာစံတော်ချိန်မနက်4နာရီခွဲထိုင်းစံတော်ချိန်မနက်9နာရီမှာကမ္ဘာဘရာဇီးနဲ့မော်ရိုကိုမှာမော်ရိုကိုအသင်းကိုကြည့်ချင်အားဖြင့်မော်ရိုကိုအသင်းဟာလူတွေကexpress ရှိရလူရှိရအတွက်ညရှိရလူရှိရဘရာဇီးကတော့ကမ္ဘာဖလားမှာတော့ဆရာကြီးပဲသူကမ္ဘာဖလားကန်ပြီဆိုရင်ချန်တက်ထားလို့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တော့မော်ရိုကိုအသင်းကဘရာဇီးကိုအကောင်းဆုံးဖြတ်မြင့်အနေနဲ့ကန်မယ်လို့ကျွန်တော်ယူဆတယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်မော်ရိုကိုအသင်းကိုအားပေးမှာဖြစ်ပါတယ်ခင်ဗျโอเคဟုတ်ပြီကျွန်တော်တို့ပြီးရင်မနက်9နာရီခွဲမြန်မာစံတော်ချိန်မနက်9နာရီခွဲထိုင်းစံတော်ချိန်မနက်10နာရီမှာကစားကြမယ်ဟေတီနဲ့စကော့တလန်ပွဲမှာတော့ကျွန်တော်တို့ Mac Germany ဦးဆောင်လာမယ်စကော့တလန်အသင်းကိုကျွန်တော်အားပေးမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အဲဒီလိုမျိုးပဲမနက်7နာရီထိုင်းစံတော်ချိန်မနက်7နာရီမှာစတော့မနက်မြန်မာစံတော်ချိန်မနက်10နာရီမှာကမ္ဘာ Australia နဲ့တက်ကီအသင်းမှာတော့ကျွန်တော် Australia အသင်းကိုအားပေးမှာဖြစ်ပါတယ်ခင်ဗျ